ကျွန်တော်နာမည်ကတော့ DD ဖြစ်ပါတယ်ကျွန်တော်ဒီ CNDF မှာပေါ့နော်မဟာဗျူဟာ project team leader တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေတယ်ကျွန်တော်ဒီ CNDF မရောက်ခင်ကအရေးကမြန်မာတပ်မတော်လေမှာတာဝန်ထမ်းဆောင်ခဲ့မှုတယ်တပ်မတော်လေမှာထောက်ဖို့လေရင်ပေါ့နော် Beach 1900D တည်ပို့ဆောင်ရေးအုပ်အမှတ်66အုပ်မကွေးမှာနောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တယ်ပေါ့စီတန်လုပ်ပြီးပေါ့နော်ဒီမှာရောက်တဲ့အချိန်ပါ project ဆိုတော့ဒီ project ကထုတ်လုပ်ရေးတွေလုပ်တယ်ဒီလက်နက်တွေပြင်ဆင်တယ်ပြီးတော့ဒီပုံမျိုးမျိုးလက်နက်ကြီးအမျိုးမျိုးဒီတွေထုတ်လုပ်ပြီးတော့ရှေ့တန်းမှာတုံးတယ်ပေါ့နော်ရှေ့တန်းမှာ60 80 40အစရှိသည်ဖြစ်ပေါ့နော်ပြီးတော့အီနာကာ drone ဘုံနဲ့ကျွန်တော်တို့ဒီတိုက်ပွဲတွေကိုဒီ project team ကနေပြီးတော့ပါဝင်ပြီးတော့လက်လုပ်ဒီဘုံသီးတွေနဲ့တိုက်ပွဲတွေဝင်ခဲ့တယ်ကျွန်တော် CDF ကိုရောက်ပြီးတဲ့နောက်ပိုင်းဒီ project team အနေနဲ့ပေါ့နော်ပထမအဆုံးတီးပွဲမနစ်ကပေါ့နော်မနစ်က17လပိုင်းမှာတီးပွဲမှာကျွန်တော်တို့စပြီးတော့တိုက်ပွဲဝင်တယ်အဲ့မှာကျွန်တော်တို့ဘုံသီးဆို drone ဘုံသီးဆိုအလုံး300လောက်ကိုကျွန်တော်တို့သုံးခဲ့တယ်အဆင်ပြေတယ်ပေါ့ဒါပထမတိုက်ပွဲတစ်ပွဲပြီးတော့ဒီဒုတိယတိုက်ပွဲတစ်ပွဲမှာဆိုလဲ virus scan တိုက်ပွဲအဲ့မှာလဲကျွန်တော်တို့ဘုံသီးကအမှားတော့ပွဲအခြေအနေကအလုံး90လောက်သုံးဖြစ်တယ်ပေါ့နော်အလုံး90သုံးတယ် virus scan ကိုရခဲ့တယ်ဒီနောက်ဆုံးတစ်ပွဲပေါ့နော်ကလေးနေထဲမှာရှိတဲ့ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲမှာရက်20လောက်ကိုကျွန်တော်လက်လုံး80 60နဲ့ကျွန်တော်နေမနာညမနာပြစ်တယ်တနေ့ကိုကျွန်တော်အလုံး20လောက်ပြစ်တယ်အဲ့တော့ကျွန်တော်တလဒီနီးဆိုရက်20ကြော်ကိုကျွန်တော်ပြစ်တယ်တနေ့ကိုအနည်းဆုံးအလုံး20လောက်ပြစ်တယ်အဲ့တော့ဘယ်လောက်ရှိသွားမလဲဆိုတော့အလုံး40 50ရနေပြီးတော့80 100လောက်ထိကိုပြစ်တယ်ဒါတကယ်ပွဲရက်ကြလေးပို့ပြီးတော့ပြစ်ရလေပဲ project လုပ်တယ်ဆိုတာကဒီ mine တွေဘုံတွေထုတ်တယ်ဆိုတာကကျွန်တော်အရေး CDM မလုပ်ခဲ့ပေါ့နော်ဒီတပ်မတော်မှာထားဝထမ်းဆောင်တဲ့အချိန်မှာဒါတွေကလုတ်ဖူးတဲ့အရာမဟုတ်ဘူးတပ်မတော်ထဲပါဆိုတော့ဒီတပ်မတော်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံနော်ကပ္ပစတွေထုတ်တဲ့ဒီဘုံသီးတွေကိုပေါ့နော်နိုင်ငံတော်အဆင့်မီဘုံသီးတွေကိုပဲအသုံးပြုတယ်လက်လုပ်ဘုံသီးတွေသုံးစရာမလိုဘူးဒီနိုင်ငံတော်ရဲ့တပ်မတော်အနေနဲ့အားရလှုပ်စရာမလိုဘူးအခုမှာကျွန်တော်ဒီတော်လှန်ရေးကာလမှာဆိုတော့အားလုံးကပြည်သူကနေပေါက်ဖွာလာတဲ့တော်လှန်ရေးရဲဘော်တွေကြီးပဲစုဝေးပြီးတော့ဗောနော်ဒီမတရားအာဏာသိမ်းတာကိုမခံနိုင်လို့နော်အဲဒီအကြောင်းသားလူငယ်လူကြီးကလေးမရွေးဗောနော်ကျွန်တော်တို့ဒီဝန်ထမ်းတွေမရွေးအားလုံး CDM တွေလုပ်တယ်စန္ဒတွေပြတဲ့ CDM တွေလုပ်ပြီးတော့ဒီတောထဲပါဗောနော်အစာဆေးရဲအနေဆေးရဲခံပြီးတော့ဒီမတရားအာဏာသိမ်းတာကိုကျွန်တော်တို့တော်လှန်နေကြတယ်ဘာအခက်အခဲရှိလဲဆိုတော့ဗောနော်ဒီ project မှာအရေးဦးဆုံးကတော့ထုတ်လုပ်ရေးဘိုင်းမှာကြွကျင်မှုလိုအပ်တယ်ကြွကျင်မှုလိုအပ်တယ်ဆိုတော့ဒီမိုင်းတွေဘုံတွေထုတ်တဲ့ချိန်မှာမတော်တဆဖြစ်သွားခဲ့ရင်ကျွန်တော်တို့အသက်ပါဆုံးရှုံးသွားနိုင်တဲ့အနေအထားတွေရှိတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အရေးကလက်လုပ်တယ်အခုနောက်ပိုင်းကျတော့နေပညာတွေနည်းနည်းပါးပါးပြန်ထည့်လာတယ်ဒီချိန်မှာကြွကျင်မှုတွေမကတော့ဘူးနေပညာပိုင်းဆိုင်ရာတွေမှာပါလာတဲ့အချိန်မှာပြည်သူရဲ့ပံ့ပိုးမှုပြည်သူတွေအားလုံးပါဝင်ပူးပေါင်းမှုလိုအပ်တယ်အခုဒီတော်တဲ့ပါမရောက်နေတဲ့အဓိကကျွန်တော်တို့ sporting ပေးတဲ့ပြည်သူတွေနေတဲ့ကျွန်တော်တို့ဒီတော်လန်ရေးမှာဖတ်ကဏ္ဍအသီးသီးမှာလှုပ်ဆောင်နေတဲ့တော်လန်ရေးရဲဘော်တွေကိုဒါထောက်ပံ့ပေးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့အခုဒီထုတ်လို့ရေးမှာဆိုလဲဒီတိုင်းလက်လှုပ်ဆိုပေမဲ့တမန်ငါရှန်ကာလာအဲ့လိုပဲပြောရမယ်ဒီလှုပ်ချင်တိုင်းလှုပ်လို့မရဘူးလက်လှုပ်တွေမှာခုနလိုမတော်တဆနေပြီးတော့ကျွန်တော်ပြောနေတဲ့မတော်တဆအယောမရောက်ဆိုတဲ့ဟာမျိုးပေါ့နော်မတော်တဆလေးစဖြစ်သွားတယ်အသက်ပါဆုံးရှုံးသွားတယ်အသက်ဆုံးရှုံးသွားတယ်ဆိုရင်အယောကတော့လုံးဝရနိုင်မှာမဟုတ်ဘူးပေးနိုင်မှာမဟုတ်ဘူးအဲ့အတွက်ကြောင့်အဲ့ဒီမတော်တဆမှုတွေနေပါအောင်တချို့ရမ်းချက်တာပဲဖြစ်ဖြစ်ဘုံဒီစမ်းတာပဲဖြစ်ဖြစ်ကျွန်တော်အကာအကွယ်အတွက်လိုအပ်မဲ့ကြီးကာတွေရှိပဲဤပညာတွေရှိမယ်တခြားဆိုတော့စက်ပစ္စည်းကောင်းလေးတွေဝယ်ဖို့အတွက်ဘတ်ဂျက်ပဲအဓိကတော့အဲ့ဒီပစ္စည်းလေးတွေဝယ်နိုင်မယ်ထုတ်လုပ်ချင်တဲ့ဟောင်းကောင်းလေးထုတ်လုပ်နိုင်မယ်စမ်းသက်တဲ့အခါမှာလဲလုံချုံနဲ့စမ်းသက်ရအောင်ကိုကြီးထောက်ပံ့ငွေပေါ့အားရလဲလိုအပ်တယ်တိုက်ပွဲမှာလုံလောက်သုံးနိုင်ဖို့အတွက်ထုတ်လုပ်ရေးလုပ်ဖို့လိုတယ်ဆက်လက်ပြီးတော့ဒီ3နှစ်တာကာလတွေမကအာနာရှင်တော်လန်ရေးပြီးပြတ်သည့်အထိကျွန်တော်အနောက်ကနေပြီးတော့မမတ်ရက်တည်ပြီးတော့ထောက်ပံ့ပေးကြဖို့ဆက်လက်ပြီးတိုက်တွန်းလိုတယ်ပြီးတော့ဒီ3နှစ်အတွင်းမှာလဲကျွန်တော်ကိုအခုလိုမျိုးတော်လန်ရေးကိုပေါ့နော်ခရီးပေါ့ရောက်သွားနိုင်အောင်ထောက်ပံ့နေကြသောပြည်တွင်းပြည်ပဒါမက
နေရာရဲ့အတိအကျမှရှိနေကြတဲ့ညီကိုမောင်နှမဦးတော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ထောက်ပံ့ပါဝင်ပေးကြပါဦးပေါ့နော်ဒီတော်လည်းပြီးသွားတဲ့အချိန်မှာလဲကျွန်တော်အခုဝန်ထမ်းပေါ့နော်ဒီတပ်ပတော်သားစစ်မှုထမ်းတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတော်လည်းရေးပြီးရေကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်တွေးတယ်ဒါပေမဲ့တွေးတယ်ဆိုမှမတွေးဘူးဘာဖြစ်လို့မတွေးလဲဆိုတော့ကျွန်တော်တို့ဒီတော်လည်းရေးလုပ်နေတာအခုစစ်ပွဲထဲမှာရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော်လည်းကြီးကိုပြီးသည့်အထိကျွန်တော်တို့ဆက်သွားနိုင်မလားမသွားနိုင်ဘူးလားမိမိရဲ့အသက်ကိုမိမိကအာမခံချက်မရှိဘူးနော်အဲ့အတွက်ကြောင့်ငါတို့တော်လည်းပြီးအောင်ဘယ်လိုလုပ်မလဲနေ့တိုင်းဘယ်လိုတိုက်ပွဲဝင်မလဲပဲတွေးနိုင်တယ်အဲ့တော့တကယ်လို့တော်လည်းပြီးသွားခဲ့ပြီဆိုရင်လည်းဖခင်ရဲ့အလိုလိုတိုင်းပေါ့နော်ကျွန်တော်တို့မိဘအိမ်ပြန်လို့ရမယ်ဝေးကွာနေတော့ဝေးကွာနေတဲ့ပေါ့နော်ဒီ3နှစ်ကြော်ရှိကောနော်အားလုံးပဲအိမ်နဲ့ဝေးကွာနေတဲ့သူတွေကိုအိမ်ကိုလည်းပြန်နိုင်မယ်ပြီးတော့ဒီအားလုံးကခိပညာတက်တယ်ပဲဆိုတော့မိမိရဲ့ဝါသနာပါရာပြီးတော့မိမိရဲ့အသက်မူဝမ်းကြောင်းမိမိရဲ့အိမ်မက်အတိုင်းဆက်လက်ပြီးအကောင့်ထဲပေါ်သွားဖို့အခွင့်အလမ်းရှိလာမယ်ပေါ့နော်အခုချိန်မှာတော့ကျွန်တော်တို့တော်လည်းပြီးသွားရင်ဘာလုပ်မလဲဆိုတာကိုမစင်စားနိုင်သေးဘူးတော်လည်းကိုပြီးအောင်ဘယ်လိုလုပ်မလဲဆိုတာကိုပဲကျွန်တော်တို့နေ့တိုင်းစဉ်းစားပြီးတော့နေ့စဉ်တိုင်းမှာဒါကျွန်တော်တို့ဖះကိုရှေ့ဦးတေဆူတောင်းပြီးတော့အသက်ရှင်ခွင့်ရမယ်ပြီးတော့ဒီအသက်ရှင်တဲ့ကာလမှာဖះစစ်စစ်ပေးတဲ့လမ်းပြပေးတဲ့အတိုင်းကျွန်တော်တို့ရှေ့ဆက်ရှောက်လန်းကြဖို့အတွက်နေ့တိုင်းကိုပေါ့နော်ခံယူချက်နဲ့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်ပြီးတော့တက်တဲ့ခံချင်းစရာလေးတစ်ခုပေါ့နော်ဒီရကြီးအောင်စခန်းသိတိုက်ပွဲမှာဆိုရင်တောင်ပေါ်ကနေပြီးတော့ဟိုမြေပြန့်ကလေးဒေသအထိကိုဆစ်တဲ့အချိန်မှာကျွန်တော်တို့ဘာမှပါတော့ဘူးဘာမှပါမတော့ဆိုဟိုပါအခြေတွေကကျွန်တော်တို့ဒီပူပေါင်းတက်ဖွဲ့တွေကစီရီလှုပ်ရှားကြမယ်ဆိုတော့ဘယ်လိုလှုပ်ဆောင်မလဲဆိုပြီးတော့တွားကြတာဟိုရောက်တော့ကျွန်တော်တို့မြောက်စီးဒီနဲ့ရန်ကြီးအောင်ကိုတိတ်ပဲဆိုပြီးတော့အစီအစဉ်ဖြစ်လာတယ်ဖះအစီအစဉ်ပေးလာပြီပေါ့နော်ကျွန်တော်တို့အစီအစဉ်မရှိပေမဲ့ဒါရုပ်ချရဲ့ချင်းမှာအစီအစဉ်တစ်ခုထမြောက်တယ်ဖြစ်လာတယ်ဟောအဲ့ဒီတော့ကျွန်တော်တို့ဒီ project လက်နက်ကြီးအဖွဲ့အနေနဲ့ဘာမှ ready မဖြစ်သေးဘူးပေါ့နော်အဲ့ဒီရောက်တယ်ပထမတရက်ရောက်တယ်ဘယ်ဒီစနိုင်မလဲအစည်းအဝေးခေါ်နိုင်မလဲမသိသေးဘူးဘာမှလည်းသိခွင့်မရဘူးပေါ့နော်ပူပေါင်းနေရများတယ်ဆိုတော့ရသူတည်းပေါက်ရောက်မှာဆိုလို့အဲ့ဆိုနှက်ဖြန်စမလားမသေးချဘူးဟောနှက်ဖြန်မိုးချုပ်ခါမှနောက်နေ့စမယ်ဆိုတော့ငါတို့ဘာမှမလုပ်ရသေးဘူးပေါ့နော်မလုပ်ရသေးဘူးတဲ့ဆိုပါကျွန်တော်တို့ညနေပိုင်းချင်းကိုဒီလက်နက်တွေပြန်စမ်းတယ်ဘုံတွေလိုအပ်တဲ့လောက်ကိုယူတယ်ပြန်ယူရတာပေါ့နော်ဒီချိန်မှာကျွန်တော်တို့အနေနဲ့မတက်နိုင်ဘူးပဲထားအောင်ပုံမှန်ရဆိုစစ်ပွဲတစ်ပွဲမှာအခုထတိုက်ပဲကောက်တိုက်လေတို့ကောက်တိုက်လို့ရတဲ့အနေထားမှမရှိဘူးကျွန်တော်တို့မှာဒီချိန်မှာဖះကျွန်တော်တို့စစ်စစ်ပေးတယ်ဘာမှအားငယ်စရာမလိုဘူးကျွန်တော်တို့တိုက်ပွဲသွားတိုင်းကိုဖះစီပါဆူတောင်းတယ်ကျွန်တော်ဆိုအမြဲတမ်းပြောနေကျွန်တော်စုမတောင်းတတ်ဘူးဒါပေမဲ့ကျွန်တော်လှုပ်ချင်တာကိုဖះစီပါပြောတယ်ဖះကလည်းစစ်စစ်ပေးတယ်အဲ့အတွက်ကြောင့်ဘာပဲလုပ်ဖះကိုဆူတောင်းပြီးမှလုပ်ပါဖះရဲ့အကြံဉာဏ်တိုင်းကိုလှုပ်ဆောင်ပါကိုလှုပ်နေတဲ့အရာတွေကကိုယ့်ရဲ့လှုပ်ချင်တဲ့အလုပ်မဟုတ်ဘူးဖះကခိုင်းနေတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုပြောချင်တယ်အဲ့ဒါနဲ့ကျွန်တော်တို့မိုးချုပ်တယ်ပေါ့နော်မိုးချုပ်သွားပြီးတော့နောက်နေ့မနက်မှာကျွန်တော်ရဲသူစခန်းကိုဝိုင်းမယ်ဆိုသွားတယ်ကျွန်တော်လက်နဲ့ကြီးတွေနေရာချတယ်တက်စိတ်တွေနေရာချတယ်ဒီစခန်းပတ်လဲမှာနေရာချတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဘယ်ချိန်စပစ်မလဲဆိုတော့ဟိုကကျွန်တော်ရဲ့ဒီကွန်မန်ဒါကအမိတ်မပေးသေးဘူးအဲ့ AC သေးပေါ့ဒီရဲသူစခန်းဝိုင်းထားတယ်ဆိုတော့ AC ပဲဆိုပြီးကျွန်တော်နေကြတယ် AC ပဲထိုင်နေကြတာအဲ့မှာ 4D တစ်လုံးအတန်ထွက်လာတယ်ပြစ်လိုက်တယ်ငါတို့ကောင်နေတော့စပြီဘယ်ဟုတ်မလို့ရန်သူဘက်ကပြစ်တာကျွန်တော်စီကြတယ်ဘေးနားနေကြတယ်ပုံမှန်ဆိုကျွန်တော်နဲ့10မီတာလောက်လေးပဲဝေးတာ 4D တစ်လုံးက10မီတာလောက်နဲ့ဆိုကျွန်တော်အနည်းဆုံးတော့လူ3-4-5ကတော့ဒဏ်ရာရမှာဒါပေမဲ့တယောက်မှထိမတော်ဘူးအဲ့အချိန်မှာနေရာတွေ view ပြဲနော်ဘယ်လိုလဲရုပ်ချီးပေါ့နော်ရုပ်ချီးထပြီးတော့ဘယုတ်ဒုက္ခတွေဖြစ်ပြီးနေရာတွေကောက်ယူပြီးပြန်ပြစ်အဲ့ပါပြစ်ဖို့ရည်ရွယ်တဲ့အချိန်မှာကျွန်တော်ပြစ်ခွင့်မတာဘူးရန်သူကပြစ်တဲ့ကြီးကမိုးပေါ်မှာရှမ်းတာဒီခေါင်းပေါ်မှာပေါ့နော်ဒီခေါင်းပေါ်တထောင်တထွာအဲ့လောက်လေးနီးနီးလေးမှာကျွန်တော်မောက်ပြီးတော့နေရတယ်အဲ့ဒီအချိန်မှာဖယားကိုတော့ဆုတောင်းရတာပေါ့နော်ဖယားကဲမှပဲရတော့မယ်သူတို့ဘက်ကလက်နဲ့ကြီးထုတယ်ပြီးတော့ကြည်စံဆိုရင်မိုးရွာတယ်လို့ရွာနေတယ်ဘလို့မကိုဘက်ကထပြီးပြစ်ခွင့်မရှိဘူး
ဒီချိန်မှာသူတို့အလုံး20လောက်ကိုကျွန်တော်တို့နားကိုကြတယ်ဟာတလုံးများတော့ကန်ဆိုးလို့ကို့အနားကြရင်တော့တေးပါပဲဘောနော်အဲ့နဲ့ဆုတောင်းရသေးတယ်ရေဆုံးဆုတောင်းပြီးတော့ကျွန်တော်တို့ဒီတရားမှာနေတော့အဆင်မပြေတော့ဘူးနေရာရှာပဲဘောနော်ဘာပဲလုပ်ဆုတောင်းပြီးတော့လှုပ်နေရတဲ့အချိန်ကာလမှာကျွန်တော်တို့နောက်ဆုံးရန်သူကြီးမကြရောက်နိုင်တဲ့နေရာမှာနေရာယူနိုင်တယ်ပြီးတော့ကိုရန်သူကိုအနိုင်ယူပြီးတော့ဒီစခန်းသိမ်းနိုင်တဲ့အနေအထားအထိကိုရောက်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ခုနကပြောသလိုပဲတက်တက်ခတ်ချင်တာကဘာပဲဖြစ်ဖြစ်ဖះကိုအားကိုးပါဖះကိုရှေ့တန်းတင်ပါကိုစိတ်ကိုအလုပ်ပဲမတွေ့တဲ့ဒါဖះအလုပ်ဖះရဲ့စိတ်ဖះကစီစီပေးနေတယ်ဆိုတာကိုကျွန်တော်ဒီရကြီးရောက်စခန်းသိမ်းတိုက်ပွဲအနေနဲ့တက်တက်ခတ်ချင်တယ်ဖះကိုကိုးစားပါယုံကြည်ပါရှေ့တန်းတင်ပါမိမိကိုယ်ကိုရှေ့တန်းတင်ပါနဲ့လို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်